ရင်ကြီးကြောင့်တန်ဝေစနိယလေးဌာနဖွားပွင့်ဟောဆန်နေပြည်တော်ရှိမြတ်စွာဘုရားတရားဥဟောတော်မူရာစေတီဌာနမှာဓမေခစေတီဓမ္မယာစီကစေတီနဲ့နန္ဒီယကျောင်းဆောင်ဖွားတော်မူရာစေတီဌာနမှာမဲတော်မာယာကျောင်းဆောင်မျက်နှာချက်အမှုပျက်စီးသွားခြင်းရင်ရနာခွင့်မြေကျွံ၍အနေအမြင့်မညီမညာဖြစ်သွားခြင်းနဲ့ဗုဒ္ဓဂါယာဘုန်းတော်ကြီးကျောင်းများပျက်စီးခဲ့တဲ့အတွက်အသစ်တည်ဆောက်ရန်နဲ့ပြန်လည်ပြုပြင်ရန်လိုအပ်လျက်ရှိပါတယ်။အဲဒီပျက်စီးသွားတဲ့စေတီများကျောင်းဆောင်များနဲ့ဘုန်းတော်ကြီးကျောင်းများအသစ်တည်ဆောက်ခြင်းနဲ့ပြန်လည်ပြုပြင်ရမှာစေတနာရှင်ပြည်သူများအနေနဲ့နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်ဥတ္တရသီရိဘဏ်ဝယ်တဘာဝပေးရှမုံငွေစင်းအမှတ်0030 2021 0003 0689 KBZ Pay Donation QR Code Number 7048 2501 001 တို့သို့ဓာတ်ရိုက်ထည့်သွင်းလှူဒါန်းနိုင်ပါကြောင်းနဲ့သာသနာရေးဝန်ကြီးဌာနနေပြည်တော်ကောင်စီတို့သို့၎င်းစေတီတော်ခေါပကအဖွဲ့ရုံးဖုန်းနံပါတ်39 601 459 416တို့၎င်းစုံစမ်းမိမြန်း၍လှူဒါန်းနိုင်ပါကြောင်းတန်ဝေစနိယလေးဌာနခေါပကအဖွဲ့မှနိဗ္ဗာန်အကျိုးမျှော်၍နှိုးဆော်ထားပါတယ်ရှင်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှာ389အရနိုင်ငံသားတိုင်းသည်ဥပဒေအရပေးဆောင်ရမည့်အခွန်အကောက်များကိုပေးဆောင်ရန်တာဝန်ရှိပါတယ်ရှင်။မြမတစ်ပင်စိုက်ပြိုလာတရေလုံးစိတ်လာအောင်ဝိုင်းလို့ပြိုထောင်ကြစိုက်သမျှရှင်သန်အောင်ဘူရောင်ထိန်ထိန်ကြပုဂ္ဂလိကလုပ်ငန်းရှင်များအတွက်ဝန်မြဖွယ်တဲ့င်းကောင်းပုဂ္ဂလိကစက်မှုလုပ်ငန်းများအနေနဲ့ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ဖို့အမှန်တကယ်လိုအပ်တဲ့စက်အရန်ပစ္စည်းများနဲ့စက်ကိရိယာပစ္စည်းများတင်သွင်းခွင့်ရရှိရေးအတွက်ပြည်ထောင်စုနယ်မြေနေပြည်တော်တိုင်းဒေသကြီးပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့ထောက်ခံချက်များကိုလာရောက်လျှောက်ထားနိုင်ပါကြောင်းသတင်းကောင်းပန်ပါတယ်ရှင်။နေလေရမြင့်မစီးပွားလေမြင့်မယ်လေလေရမြင့်မစီးပွားတိုးတက်ကြရမလေဘိုးလောင်းရှောင်းလွှာများအချိန်မီပြန်လည်တင်သွင်းရန်အတိပေးနှိုးဆော်ခြင်းစစ်တက္ကသိုလ်တက်မတော်နည်းပညာတက္ကသိုလ်တက်မတော်ဆေးတက္ကသိုလ်နှင့်တက်မတော်ဆေးတက္ကသိုလ်အမျိုးသမီးဘိုးလောင်းလျှောက်လွှာများအောင်29ရက်6လ2026ရက်နေ့မှစ၍တိုင်းစစ်ဌာနချုပ်များတွင်အခမဲ့ထုတ်ပေးလျက်ရှိရာ28ရက်8လ2026ရက်နေ့တွင်ရှောက်လွှာများပိတ်သိမ်းမည်ဖြစ်ပါသဖြင့်ရှောက်လွှာထုတ်ယူလိုသူများနီးစပ်ရာတိုင်းစစ်ဌာနချုပ်များတွင်သွားရောက်ထုတ်ယူနိုင်ကြောင်းနှင့်ရှောက်လွှာထုတ်ယူထားသူများအနေဖြင့်လည်းဘိုးလောင်းရှောက်လွှာများအောင်မိမိတို့ရှောက်လွှာထုတ်ယူရရှိသည့်တိုင်းစစ်ဌာနချုပ်များသို့ရှောက်လွှာပိတ်ရမတိုင်မီအချိန်မီပြန်လည်တင်သွင်းကြရန်အတိပေးနှိုးဆော်အပ်ပါသည်အသေးစိတ်သိရှိလိုပါကစစ်ရာထူးကန်ချုပ်ရုံးဖုန်းနံပါတ်3936 339 331 3936 338တို့ဆက်သွယ်မေးမြန်းနိုင်ပါသည်စစ်ရာထူးကန်ချုပ်ရုံးကာကွယ်ရေးဦးစီးချုပ်ရုံးကြီးတာဝန်အရေးသုံးပါပြည်ထောင်စုမပြိုကွဲရေး
တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးအချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနိုင်ငံတော်ရွှေသီးကိုကုန်ထုတ်လုပ်မှုအားပေးစို့နိုင်ငံတော်ဖွံ့ဖြိုးဖို့ပညာရေးကိုအားပေးစို့နိုင်ငံတော်တာယာဖို့သဘောပတ်ဝန်းကျင်ထိန်းရစို့ကျမ်းမာတော်မူကြပါစားရှင်ပြည်တွင်သတင်းများကိုစတင်စီရင်ခံတင်ပြပေးမှာဖြစ်ပါတယ်ရှင်2026ခုနှစ်မိုးရာသီတတိယကြိမ်သပင်စိုက်ပျိုးပွဲအခမ်းအနားကိုဒီကနေ့မနက်ပိုင်းမှာနေပြည်တော်ကောင်စီပြည်ထောင်စုနယ်မြေနေပြည်တော်ကောင်စီပုဗ္ဗသီရိမြို့နယ်တီရီမန်တိုင်လမ်းမကြီးဘေးမှာကျင်းပရာနေပြည်တော်ကောင်စီဥက္ကဋ္ဌဦးကံမြင့်တန်းကအဖွင့်အမှာစကားပြောကြားပြီးကံကော်ပင်ကိုစတင်စိုက်ပျိုးပေးကတက်ရောက်လာကြသူများကတတ်မှတ်နေရာများမှာအပင်1500